ပြောရမယ်ဆိုရင်ပင်လုံစာချုပ်ကိစ္စကိုကျွန်တော်တခွန်းကိုကားပြီးပြောချင်တယ်ပင်လုံစာချုပ်ကိုချုပ်ပြီးမှဘာကြောင့်ဂတိမတည်သလဲပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာသူလည်းအင်္ဂလိပ်ကျွန်ကိုလည်းအင်္ဂလိပ်ကျွန်ဖြစ်နေတယ်ဒန်းတူအခြေအနေအဲ့ဒီအခြေအနေမှာတော့ဒန်းတူရေတူဆိုတဲ့စကားတွေကိုမိုးမွအောင်ပြောပြီးမှသဘောတူခဲ့ကြတယ်နာမဲ့လွတ်လပ်ရပြီးတဲ့အချိန်မှာသူကလက်နက်ကင်အင်အားတွေတောင့်တင်တော်တဲ့အချိန်မှာကဲမပြီးတော့ဘူးမပြီးတော့ခင်ဗျဘာတက်နိုင်လဲပင်လုံဂတိကဝတ်ကို तू မတည်ဘူးဆိုတော့ဒီဂတိကိုတည်အောင်လုပ်ဖို့အတွက်ခင်ဗျားတို့လက်ထဲမှာဘာမှမရှိဘူးဒီတိုင်းကြည့်နေရုံပဲနှစ်ပေါင်း80လောက်ပင်လုံနဲ့မြေတယ်အခုတော့မှပင်လုံမြေတော့မဲ့ဒါမဲ့ဒီလိုမျိုးအနေထားကိုမမျော်လင့်နဲ့တော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့1949မှာကိုယ့်အခြေအနေသူ့အခြေအနေကတိတ်မထူးခြားဘူးသူလက်ကြုံကိုလက်ကြုံသူလက်တက်တွေပါတယ်မရှိသေးဘူးဆိုတဲ့အနေထားမှာတော့ဒန်းတူအခုအနေထားမှာသူကကိုယ့်ထက်အစအရာတာတော့ပြီးဆိုတော့ကြာသနာမှာနောချမ်းသာရမယ့်အခြေအနေမှာခင်ဗျတန်းတူအခွင့်အရေးဆိုတာပါစက်ကပဲပြောလို့ရမယ်လက်မမရတော့ဘူးဒါကြောင့်လက်နက်ကင်အင်အားမရှိရင်ဘာဖြစ်တယ်ဆိုတာကိုပင်လုံလက်ပျောက်တော့ပြီးရင်ကျွန်တော်တို့နေ့90အဆင်းနှစ်ဖွဲ့ကလက်နက်အင်အားရှိတယ်ကျန်တဲ့ရှစ်ဖွဲ့ကလက်နက်အင်အားမရှိဘူးဆိုတော့ရင်းချင်းရဲ့အတွက်ဒီတနိုင်ငံလုံးဆိုင်ရာစာချုပ်တစ်မျိုးတည်းမှာလက်မှတ်ထိုးတဲ့10ဖွဲ့မှာတော့မှလက်နက်အင်အားရှိတဲ့အဖွဲ့ကိုဆက်ဆံတာနဲ့လက်နက်အင်အားမရှိတဲ့အဖွဲ့ကိုဆက်ဆံတာနဲ့မတူဘူးမူတူစေဖို့အခန်းထဲကိုဝင်လာရင်မင်းအောင်လှိုင်ကပြေးပြီးမှဖက်တယ်ချင်းကောင်းဆောင်ကိုပြေးပြီးမှမဖက်ဘူးဘာဖြစ်လို့လဲချင်းကအင်အားမရှိဘူးတွေ့ချင်ပါတယ်ဆိုရင်တလနေလည်းမတွေ့ရဘူးအစည်းအဝေးကသူကဂရုမစိုက်ဘူးခင်ဗျားတို့အင်အားမရှိဘူးလေလူရမဝင်ဘူးစောစောကကျွန်တော်ပြောခဲ့သလိုမျိုး NCA ထိုးတဲ့ထဲမှာတော့မှဒါမျိုးခွဲခြားဆက်ဆံခံရတယ်နော်အင်အားကြီးရင်တော့ NCA လည်းထိုးစရာမလိုဘူးစောစောပြောသလိုနေမကောင်းဖြစ်တာနဲ့ဆံပြုတ်ပြီးမှကိုယ်တိုင်လာတိုက်လိုက်မယ်ဒါကြောင့်အင်အားဆိုတာဘာလဲအင်အားဆိုတာအဖြေပဲအင်အားမရှိရင်ခင်ဗျားတို့ဒီလူမျိုးရဲ့အနာဂတ်လည်းပျောက်သွားမယ်ဒါဟာအင်အားဆိုတဲ့ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီလိုပဲလူတိုင်းနားလည်အောင်ဒီလိုပဲပြောချင်ပါတယ်